အဲ့လိုပုံစံမျိုးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမင်းသားဘယ်သူပဲကွာကျွန်တော်စိတ်ဝင်တာသူ့ fan လည်းမဟုတ်ဘူးဘယ်သူ့မှလည်းအာမပေးဘူးနော်သူ့ကိုဝေးဖန်တိုက်ခိုက်နေတဲ့သူလည်းမဟုတ်ဘူးဆိုတော့တစ်ခါလေးပြောပြချင်တယ်ပေါ့နော်အဲ့တော့အခု line ပေါ်မှာလူတွေကဘယ်လိုယူဆနေလဲဆိုတော့ဒီအိမ်ပေါ်မှာပေါ့နော်ဒီအိမ်ပေါ်မှာက news ဆွဲပေါ့ဗျာ snipe ကြော်တယ်ပေါ့နော် snipe ကြော်လို့ဒီမင်းသားကပြောရင်ကောက်ပါပြီးတော့ဖောက်ပြန်တာပေါ့နော်ဒီအိမ်ပေါ်နဲ့ဖောက်ပြန်တာပေါ့ဒါပေမဲ့ဒီလိုခါလေးကျွန်တော်ကမြင်ရတော့ဗျာဒီအတွေးခေါ်တွေကညံ့ညံ့တတ်တာမရှိနေဘူးဗျာတော့ညီနှိမ့်ရလှန်ဆိုင်တာပေါ့နော်သူတို့ရဲ့အတွေးခေါ်ကအရန်ကိုဘယ်လိုပြောလဲပါတယ်ပေါ့ဗျာသူတို့တွေးတဲ့အတွေးခေါ်ကျွန်တော်ကောင်းကောင်းနားတယ်ဥပမာမင်းသားကရုပ်ချောတယ်ဘော်ဒီတောင်းတယ်ပေါ့နော်ရုပ်ချောဘော်ဒီတောင်းတဲ့မင်းသားဒီအိမ်ပေါ်မှာပေါ့နော်မတင်မစင်လာတဲ့အိမ်ပေါ်မှာနဲ့ပြောရင်တော့ရွှေချမ်းရီကျူမိန်မှာပေါ့နော်ဒီရွှေချမ်းရီကျူမိန်မှာကိုသူကတော့သွားပြီးတော့မလုံနိုင်ဘူးဒီအိမ်ပေါ်မှာကသွားပြီးတော့ news ဆွဲလို့အဲ့လိုမျိုးထင်တာပေါ့နော်ဟုတ်ပြီကျွန်တော်အဲ့ဒီမှာနှစ်ပိုင်းပြောပြတယ်နှစ်ပိုင်းပြောပြတယ်အရင်ကကျွန်တော်ရဲ့ဒီကျွန်တော်မြင်ဘူးတဲ့အတွေ့အကြုံပေါ့နော်ကိုတွေအတွေ့အကြုံပေါ့ကြားဘူးတဲ့အတွေ့အကြုံအဲ့ဒါဆိုကျွန်တော်တငယ်ချင်းတယောက်ရှိခဲ့အဲ့တငယ်ချင်းကသူ့အိမ်ပေါ်ရှိတယ်ပေါ့နော်အဲ့တော့သူ့အိမ်ပေါ်ဒီသူ့အမေအရွယ်လောက်ရှိတယ်ဟိုပိန်ပိန်ပါပါနဲ့ body structure နဲ့မလာဘူးပေါ့ဗျာနော်အဲ့တော့နောက်ပြီးတော့သူကကိုလက်အင်ကတော့မတန်ဆွမ်းတဲ့မိန်းမပေါ့နော်အဲ့တော့ဟိုကိုအမေအရွယ်ဆိုတော့ဘယ်သူကပါထိုင်ပါလဲအဲ့တော့သူ့ရဲ့မိဘတွေကဒါသူ့အိမ်မှာမရှိတဲ့တနေ့ပေါ့နော်အဲ့သူ့ရဲ့အခန်းထဲကိုဒီခုနကအိမ်ပေါ်မှာကြီးကဝင်လာပြီးတော့ဒီအိမ်ပေါ်မှာသူ့ကိုအတင်းဖတ်တာပေါ့အတင်းဖတ်ပြီးတော့သူကနိုးသွားတော့မှဒါရုံးလာတွေပါရုပ်တော့ဒီအိမ်ပေါ်မှာကြီးကဘာပြောလဲဆိုဟုတ်လားနင်းရှောက်မပြောနဲ့ပေါ့နော်နင်းအမေကိုတိုင်မပြောနဲ့အော်လိုက်ရင်တော့ရက်ွက်တွေကလူတွေကပြောရင်မြန်မာရဲ့စိတ်ကိုပြောရင်ဒါဒီလူတွေကကောင်းကောင်းနားနေတယ်တခုခုဆိုရင်မင်းကအိမ်ထဲမှာဒါအိမ်ပေါ်မှာကိုမတော်တရားလုပ်တာဆိုဝါရိုက်ပါရဟိုရှင်းပြခွင့်ရအရင်မပေးဝါရမယ့်ဟာတွေကလည်းရှိသေးတယ်ပေါ့နော်အဲ့လိုဟာမျိုးတွေတချို့လူနန်းသားတွေဒီဘယ်လိုအတွေးကောင်မရှိမှုကြောင့်ဒီအိမ်ပေါ်မှာတွေကနည်းနည်းရှောင်းတက်တာလည်းရှိတယ်ရှောင်းတက်ပြီးသူ့ချင်းချောက်တာပေါ့ဗျာအော်လိုက်ရင်နင်ငါ့ကိုမတော်တရားလုပ်နေပါလေဆိုအော်လိုက်ရင်တော့နင်ဒုက္ခရောက်ပြီပေါ့နော်အဲ့လိုပြောတော့ဟိုကောင်ကလည်းအဲ့ချိန်ကကျွန်တော်တကယ်ကြီးလည်းငယ်တော့လန့်သွားတာပေါ့နော်လန့်ပြီးတော့သူကဝိတွေပါချုပ်ပြီးတော့ဗျာဟို drama ချိုးလိုက်ပြီးရက်ကွက်ကိုခေါ်လိုက်ရင်ဗျာဟိုအရင်တော့သူကဝါရိုက်ခံနေရအောင်ပေါ့နော်အဲ့တော့ဒီကောင်ကလည်းဟိုအဲ့လိုပေါ့အချုံနီးနဲ့ပဲပြောပြီးလို့တော့ဘာမှတော့မဖြစ်ဘူးအဲ့ဒါနဲ့အိမ်ပေါ်မှာကြီးပြန်ထွက်သွားအဲ့တော့ तू ကနောက်ကြတော့သူ့အမေဖေတို့တိုင်တော့ပြောရင်အိမ်ပေါ်မှာကြီးကိုမနေဗျာအိမ်ပေါ်ကဆင်းဖို့လောက်ရတယ်ပေါ့နော်အဲ့တော့တော်တော်အာယုံနောက်တဲ့ကိစ္စတော့ဖြစ်ခဲ့တယ်ဒီကိစ္စဖြစ်စင်မှာကြည့်ရဆိုရင်အိမ်ပေါ်မှာကြီးဒီကိုသားအကျွေးလောက်ရှိတဲ့နော်ကျွန်တော်တန်ငယ်ချင်းကိုဒီလိုမျိုးပေါ့နော် तू ကချန်စီအောင်တွေ့ရတယ်ပေါ့နော်ဒီလိုချန်စီရတဲ့အကြောင်းရင်းကလည်း तू ကဒီလိုရှိတယ်လူဆိုတာအိုးချင်းထားအိုးချင်းဒီကျိုးချင်းထားကျိုးချင်းဒီပေါ့အိမ်ထဲမှာနှစ်ယောက်အတူတူနေရတဲ့ခါမှာဒီအမျိုးသမီးရအောင်နော်ပြောရင်မဟုတ်တရုပ်စိတ်ဝင်တာပေါ့နော်ဒီ तू လုတ်ပေးနေရတဲ့လူကိုသူ့စိတ်မှာသူ့ယောက်ျားလို့မြင်ရတယ်ဒါမှမဟုတ်လိုချင်တက်မှတ်စိတ်ရှိတာပေါ့နော်ဒါသွေးဆုံးနေမိမတယောက်မှဒီလိုရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါသူတို့တပိုင်းအခုတက်ရှိမြင်တာဖြစ်နေတဲ့ကိစ္စကိုကျွန်တော်ပြောချင်တယ်အဲ့တော့အိမ်ပေါ်မှာအရန်တော့အသက်မကြည့်သေးပါဘူးကျွန်တော်ကြည့်တာပေါ့နော်ဒီမင်းသားနဲ့ဖြစ်တယ်ဆိုတဲ့ဟာအဲ့တော့ကြည့်အောင်တကယ်လို့အိမ်ပေါ်မှာစားတယ်ဆိုပါတော့ဗျာအိမ်ပေါ်မှာဇလန်းစားတယ်ဆိုခဲ့ရင်ဒီမင်းသားဒီသူ့ရဲ့အသက်အရွယ်ကခုနကကျွန်တော်တငယ်ချင်းလို့အဲ့အချိန်ရလို့ပေါ့နော်ဟိုအသက်ကဗျာဟို18 20ပဲလည်းမဟုတ်သေးဘူးဟုတ်တယ်နော်ဒီမင်းသားကျွန်တော်နဲ့တော့အသက်ရွယ်ဒီလောက်ရှိတယ်အဲ့ဒီတော့သူ့မှာကျွန်တော်လိုပဲဘယ်လိုပြောအတွေ့အကြုံ experience ရှိတယ်ထားပါဒီအိမ်ပေါ်မှာ news ဆွဲတယ်ပေါ့ဗျာ snipe ကြော်တယ်ပေါ့ကိုလုံးတွေပါပေါ်ပြတယ်ပေါ့အဲ့လိုမျိုးပေါ်ပြတယ်ဆိုတော့ခင်ဗျာစိတ်ဝင်စားတဲ့လူပါလေယောက်ျားဆိုစိတ်ဝင်စားတဲ့ယောက်ျားဆိုခင်ဗျာဘလိုမျိုးဆွဲဗျာအဲ့မိန်းမသူမကြိုက်ဘူးဆိုရင်ကြိုက်တော့လို့တဘောလုံးချွတ်ပြရင်တော့မှာဗျာလှည့်မကြည့်တကယ်ပြောတာတကယ်လှည့်မကြည့်ရင်းတော့မခုံးတော့ဗျာအဲ့တော့မျိုးသမီးတယောက်က news ဆွဲတယ်ဆိုတော့ကျွန်တော်လက်ခံတော့သူစ news ဆွဲဒါပေမဲ့အမျိုးသားဘက်ကလုံးဝစိတ်ကမရဘူးပေါ့နော်လုံးဝစိတ်ဝင်စားဘူးအဲ့ဒီစားလုံးဝမဖြစ်နိုင်ဒါပေါ့နော်အဲ့တော့အမျိုးသမီးဘက်ကိုကျွန်တော်ထားလိုက်တော့ဟုတ်ပြီသူ news ဆွဲခဲ့တယ်ဆိုရင်နော်မင်းသားဘက်ကစိတ်မပိုင်ဘာမှလုပ်လို့မရဘူးနော်သူရှောင်လို့ရတယ်သူ့အရွှေရတယ်ကြောက်နိုင်ရမယ်ရွှေမဟုတ်ဒီကိစ္စကိုရှင်းလိုက်ဖဲနေငါ့ကိုဘာလုပ်နေရလဲကွာနေတောင်းလိုက်နေချောင်းလိုက်တော့ဟလာသူ့ရဲ့စီးစားကိုပြောလိုက်ပေါ့နော်နေအိမ်ကွာငါ့ကိုဒီလိုလာလုပ်နေပုံဝင်လေးနဲ့တဲပြောလိုက်ညာဒီအိမ်ကိုနှိမ့်ထုတ်လိုက်ပြီးရောပေါ့နော်ပြဿနာကိုရှင်းရှင်းလေးလေးမဖြစ်ခင်ကကာကွယ်လိုက်လို့ရတယ်ဟုတ်တယ်နော်သူကကလေးမဟုတ်16နှစ်အောက်ကလေးမဟုတ်ဟုတ်ပြီအဲ့တော့မင်းသားဘက်ကကိုဖြစ်နိုင်လို့လားမင်းသားရုပ်ကြီးချောတာနော်ဒီအစင်ကိုသွားပြီးကြိုက်เสียလား no ခဏလူစိတ်ကိုနားမလဲကြည့်ကျွန်တော်တို့လူတွေရဲ့စိတ်အထူးသဖြင့်ယောက်ျားတွေရဲ့စိတ်ပေါ့နော်ကျွန်တော်တို့လူတွေဒီလေတကယ်ပြိဿံလိုပဲပြိဿံတွေကအချင်းချင်းကြိုက်တဲ့ခါမှာပေါ့နော်ချစ်ကြိုက်တဲ့ခါမှာတော့လိန်စိတ်ချစ်တဲ့ခါသူတို့ဘာကိုကြည့်ရမလဲကိုခန္ဓာ structure နဲ့ဒီအတန်အနေထားတွေကိုနားထောင်ပါပေါ့နော်ဒါတွေကိုပြိဿံတွေသဘောတဘာအောင်နားမလဲလူကသိမှာပေါ့တကယ်ကလူကလည်းပြိဿံတစ်မျိုးပဲအဲ့ဒါကြောင့်မလို့လူတွေဒီတိတ်ဆိတ်တဲ့အချိန်ကာလတစ်ခုရောက်ရင်ဒါမှမဟုတ်ရင်စန့်ကျင်ဘက်လိန်ရဲ့ခန္ဓာကိုအချိုးစားပေါ့နော်အဲ့ဒါကြောင့်တကယ်အခါညရင်ရုပ်ကအဓိကမကြောက်ရုပ်ကပုံစိုးပန်းဆိုဖြစ်နေတာသူ့ရဲ့ body structure ပေါ့နော် body structure အချိုးပွေအကောက်ပြီးယောက်ျားတစ်ယောက်ကိုတစ်ခါတလေကြာရင်မဟုတ်တော့လုပ်စေချင်နှစ်ယောက်ဒီဟိုနှစ်ယောက်တည်းရှိတဲ့အချိန်ဘေးလူမရှိတဲ့အချိန်ကြီးအရင်များတယ်ဒါမှမဟုတ်ဒီမင်းသားဒီအိမ်ပေါ်ရဲ့အပြစ်ဥစုပေါ်မှာနည်းနည်းတာယာမိတယ်ပေါ့နော်တာယာမိတယ်နောက်ပြီးခုနကမှလို့လူမငြင်းကိုရမှာဖြစ်တဲ့အခါမှာစိတ်ထဲရပါတော့သူ့ကိုတော့သူနဲ့တော့ငါတစ်ခါလောက်တော့ဆက်ဆံလိုက်ရင်ဘလို့ကောင်းမလဲဆိုလက်တက်ဆန်းကြအောင်နော်အဲ့လိုစိတ်မျိုးပါတချို့သောယောက်ျားတွေပေါ့ယောက်ျားတိုင်းတော့ပေါ်တတ်တယ်အဲ့ဒီစိတ်ကိုထိန်းနိုင်မထိန်းနိုင်ဒီအိမ်ယောက်ျားရဲ့အကျင့်တရားအမှားဒီပုံပါပဲမူတည်တာပေါ့နော်မင်းသားမို့လို့ तू ကထိန်းနိုင်ပါမယ်လို့ခင်ဗျားတို့ကတတ်မကြီးတွက်တယ်ဆိုခင်ဗျားမားနေအဲ့ကြောင့်ရုပ်ချောတာမချောတာမဆိုင်ဘူးနော်
ဒီမင်းသားသူ့ကကိုရီးယားလောက်ချုံနေတယ်မဆိုင်ဒီကသူ့ရဲ့အချင်းတီလာတမာလီနဲ့ဒီဘောတော့ခုနကစိတ်ပိုင်းဆိုင်ရာခင်ဗျာနားလဲတာဒီလိုကိစ္စဖြစ်ကိုဖြစ်တယ်အဲ့တော့အဲ့မှာဒီမင်းသားတွားပြီးတော့ပြောရင်တော့သူကစပြီးဆိုတာလေဖြစ်လာတယ်အဲ့လိုဖြစ်လာကြတော့ခင်ဗျာစဉ်းစားကြည့်ပါတော့ဒီလိုမျိုးဖြစ်လာရင်မင်းသားတယောက်ကစပြီးတော့ပြောလာတယ်ဆိုရင်ဒီအိမ်ပေါ်မှာအနေနဲ့ပို့ပြီးမတောက်ခံနိုင်နိုင်ငံကျော်မင်းသားတယောက်ကတော့မှသူ့ကိုကြိုက်လာတယ်ဗောနော်အဲကြိုက်လာတယ်ဗောတကယ်တော့တကယ်ကြိုက်တာမဟုတ်ဘူးဗျာဟိုကလှုပ်ချင်တော့အဲ့လိုဆိုရင်ဒီအမျိုးသမီးဘက်ကပြန်ပြီးတော့ပါမှာပဲလေဟုတ်တယ်မအဲ့ဒါကိုသွားအဖြစ်ပြောလို့မရအဲ့တော့ကျွန်တော်ကဖြစ်နေတာကအခုလူတွေရဲ့အတွေးပေါ်ကဟိုညီနေရနဲ့ဆိုင်ပေါ့နော်မင်းသားကတော့စားလို့တော့မပြောဘူးဟိုတယောက်ကလုံတယ်ဟိုတယောက်ကဘယ်လိုလုပ်လို့လဲဟုတ်တယ်မင်းသားဘက်ကသာစားဖို့ရှားတိုင်းတော့ပို့များတယ်ပေါ့နော်ဟုတ်ပြီခင်ဗျားတို့ပြောသလိုရုပ်ရှင်တွေရလို့အိမ်ပေါ်မှာကဟိုဒရမာတွေချိုးအကွက်ဆင်ပြီးတော့